ချင်းလို့လောက်တာလားGospel Baptist Church of Fred Beryl Creek ကကျွန်တော်တို့ mission church တွေကိုလည်းအမြဲတမ်း sponsor လုပ်ပေးတဲ့အသင်းတော်ဖြစ်တယ်နော်ကျွန်တော်ခဏကျွန်တော်လုပ်ရတယ်နော်အခု mission လုပ်ငန်းအောင်မြင်တာလဲသူတို့အားဖြင့်ပဲဖြစ်တယ်နော်ဒီမှာ2013နှစ်မှာ73နှစ်မှာကျွန်တော်တို့ဒီအသင်းတော်ကိုဒီဖခင်เจ้าကိုသုံးပြီးတော့မှသူတို့ကနေပဲ sponsor ပေးပြီးတော့ကျွန်တော်တို့အဲ့တော့ကကျွန်တော်မှတ်မိသေးတယ်20အယောက်20သင်တန်းတက်ခဲ့ကြတယ်နော်အခုsister church ဆရာတွေလည်းပါတယ်ကျွန်တော်တို့လည်းချီတက်လာကြတယ်ဆိုတော့အစပြုတ်ခါစားလေးပေါ့နော်အယောက်20တက်တယ်အဲ့ဒီမှာတခါတည်းနဲ့ကျွန်တော်အဲ့ဒါလည်းကျွန်တော်အမျိုးသမီးကြောင့်ပဲတင်တန်းလုပ်ပေးပါတခါနဲ့ငါတင်တန်းတခါမှမတက်ဘူးသေးဘူးငါကိုယ်တိုင်တက်မယ်ထမင်းမချက်ပေးဘူးအခါတိုင်းဆိုရင်သူပဲချက်ပေးတယ်လေထမင်းမချက်ပေးဘူးတခါတည်းနဲ့ဆိုတော့ဒါဆိုရင်ဘယ်မှာအဲ့ဒီတော့ကအတင်းတော်ကနည်းနည်းလေးတွေလေဒီဘယ်တော့ခေတ်အတင်းတော်ကိုကျွန်တော်တို့တောင်းရအောင်ဆိုတော့မှသူတို့မတောင်းခင်မှာကျွန်တော်တရင်ကောင်းစာဆောင်ထဲမှာကြီးညာပြီးပြီလေသူတို့တောင်းမသူတို့စီနေတာဖြေမရသေးဘူးကျွန်တော်တရင်ကောင်းစာဆောင်ထဲမှာဘယ်တော့ခေတ်မှာလုပ်မယ်အဲ့ဒါနဲ့သူတို့ကလည်းမငီးမငီးပဲနဲ့ကျွန်တော်တို့ကိုဒီမှာလက်ခံတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်အဲ့ဒီအနည်းပြီးတော့မှအတင်းတော်ဆိုတော့သမိုင်းကရှိတယ်နော်ဒီအခုအဲ့ဒီကနေစပြမ mission လုပ်ငန်းအောင်မြင်ခြင်းဖြစ်တယ်2013ခုနှစ်မှာနော်တကားခောက်ကြပြီးတော့မှကျွန်တော်ဘာကြောင့်မှတ်မိလဲဆိုတက်တဲ့လူက10ဖွဲ့တယ်လေနှစ်ယောက်တွဲကျွန်တော်တို့Brookside လာပါလေအဲ့ဒီ apartment မှာတခါတည်းနဲ့ကျွန်တော်တကားခောက်ကြတယ်လေဆရာဂျဆာယာဗန်တာဆိုရင်အဲ့ဒါလို့သာပြောမလိုက်ဘူးတဲ့ဘာလို့မပြောတာလဲကျွန်တော်လည်းပဲဒီမလဲဖယားဒီရောက်မှပဲကြံပေးတာလို့ဆိုတော့စနောကြမဲ့တော်လေးဥစားတညလုံးအိမ်နိုင်ဘူးလေကြောက်လွန်းလို့အခုလေတချို့လို့တွေအဲ့ဒါကြောက်လွန်းလို့ကြောင့်ပဲကျွန်တော်မုန်းနေကြတာဆိုတော့ကတမိုင်းကအကုန်ရှိတယ်နော်ဆိုတော့ဒီမှာလဲအခုဒီနေ့ပဲပေနီယယ်GBC လဲ73နှစ်ဆိုတော့ကျွန်တော်အဲ့ဒီနှစ်မှာပဲကျွန်တော်တို့ဒီအသင်းတော်စတင်တော့ကျွန်တော်ခမတို့မသိဘူးနော်ကျွန်တော်က November မှာခမတို့ကApril မှာဟုတ်တယ်မလားဆိုတော့ထူးဆန်းတယ်နော်ဆိုတော့အဲ့ဒီနောက်ပြမှာအသင်းတော်ဆိုတာကအစပြုတဲ့လူတွေကအကုန်မရှိတတ်ဘူးနော်ဘယ်နေလဲတင်းတော်မှာလဲခုအကုန်မရှိတော့ဘူးနော်အကုန်မဟုတ်ဘဲနဲ့အကုန်မပြည့်စုံတော့ဘူးနော်ကျွန်တော် Rockville တင်းတော်လဲအရင်တော့ဆို Frederick တင်းတော်လို့ခေါ်တယ်နော် Frederick ကနေစတာဟုတ်အခု original တွေအကုန်မရှိတော့ဘူးကျွန်တော်လဲ Indianapolis ရောက်သွားပြီ Indianapolis အစပြုတဲ့လူတွေလဲအကုန်မရှိတော့ဘူးအတိတ်တွေမှာနော်တခါနဲ့ရောက်လာကြတယ်ဆိုတော့ကထိန်းနေတယ်ကျွန်တော်တို့ကနှစ်တည်တော့နော်နော်အထူးသဖြင့်Atlanta ဆရာဂျောရှုအတင်းတော်ဆိုရင် original တယောက်မှမရှိတော့ member တယောက်ကိုမရှိတော့သူတို့မှာတော့သူတို့ကတော့ overhaul အတိတ်ပဲဒါဆိုတော့ထုံးစံအတင်းတော်တိုင်းအဲ့ဒါလိုဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့အတင်းတော်အကြောင်းအဲ့ဒါနည်းနည်းလေးပြောချင်တယ်နောက်ပြမခရစ်တော်ကြွလာခါလဲအရာနေပြီကျွန်တော်ပြောတာလဲထပ်နေပြီအကြောင်းထပ်နေပြီနော်ဆိုတော့ဒါမဲ့အခုတကယ်ပဲကြွလာတော့မယ်နော်အချက်လက်တွေအကုန်လုံးပြည့်စုံပြီမဆိုင်တဲ့လူတွေကတော့အဲ့ဒါနားကြီးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်လီစိတ်မှာအဲ့တဲ့အမြဲတမ်းလာတယ်လေနေ့တိုင်းမဆိုင်တဲ့လူကမကြားချင်ဘူးလေကျူလည်းမကျူဒါပေမဲ့ဆိုင်တဲ့လူတွေကတော့စိတ်လုံးရှားတယ်နော်ဒီဘယ်တော့ခေတ်ကနေပြမရှီကာဂိုအိုဟဲairport ကိုတွားကြတယ်မြန်မာပြည်လာတော့မယ်ဆိုရင်တော့နော်အဲ့ဒါဘာကြောင့်လာတာလဲ3နာရီခရီးကိုနဲ့ဆိုင်တာလေစိတ်လှုပ်ရှားတယ်နော်ဒါကြောင့်ခရစ်တော်ကြွလာမှာကိုစိတ်မလှုပ်ရှားတဲ့လူတွေကဘာဖြစ်တာလဲမဆိုင်လို့ပဲသိရှင်းနေတာပဲနော်နောက်တချို့ကြတော့တခါတည်းနဲ့မယားကြီးရောက်လာတော့မယ်အဲ့ဒါကိုစိတ်မလှုပ်ရှားတော့ဘာကြောင့်လဲဆိုတော့အတိတ်တွေ့ထားပြီးပြီလေဆိုရင်နေတော့တာမခေါ်လို့လည်းမရခေါ်ပြန်တော့လဲတခါနဲ့ဥစ္စာဖြစ်နေတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့သူကအစ်စ်တွေ့ထားတယ်လေဒါကြောင့်ဒီမှာလဲ
အတိတွေ့ထားတဲ့လူတွေတော်တော်များတယ်ထင်တယ်ဘောနေကင်းတွေထဲမှာခရစ်တော်ကြွလာမှာကိုဘာဖြစ်တော့တာလဲယင်မခုံတော့ဘဲနဲ့ဘာဖြစ်တာလဲယင်တုံလာတယ်ဟုတ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ခရစ်တော်ကြွလာမှာကိုမမျှော်လင့်တဲ့လူတွေကအံ့ဩစရာကောင်းတယ်နော်ဒါကြောင့်ဖာရိရှဲတွေဇာဒုကဲတွေကိုခရစ်တော်ကတင်တို့ဒီဖောက်ပြန်သောသူများလို့ပြောတယ်လေခေတ်ကာလမနာမလဲတဲ့လူတွေကဖောက်ပြန်သောသူတွေပဲနော်ကျွန်တော်ပြောစရာတွေကတော့မကုန်ဘူးနော်ဒီနေ့တော်တော်လေးထမင်းပြင်ပြီးသားဆိုတော့အေးအေးဆေးဆေးပြောမယ်နော်အင်ပြန်စရာမလိုဘဲနဲ့အောက်မှာစားမယ်ဆိုတော့နောက်ကလားတွေကဘာပြောလဲဆိုတော့သူတို့ကလားတွေကဟင်းနာမကောင်းတတ်ဘူးလေနော်အဲ့ဒါကြောင့်ထမင်းစားဝင်ဖို့ရဆိုရင်အရန်စားတဲ့ထိစောင့်ရမယ်တဲ့အဲ့ဒါမှအရန်ဝင်စားပတ်စတ်ကောင်းတာတဲ့နော်အဲ့ဒါကြောင့်ခင်ဗျားတို့ပတ်စတ်ကောင်းအောင်ကိုလုပ်ပေးမယ်ဆိုတော့ကျွန်တော်တို့မှာပြောစရာအရန်များလို့တော့ကျွန်တော်ဘာပြောမှန်းမသိတော့ကျွန်တော်တို့မှာဒီဖခင်เจ้าဖွင့်ပွဲမှာဖခင်เจ้าခုနကကျွန်တော်ပြောလိုက်ပြီဓမ္မသစ်ကျမ်းမှာပုံသက်တယ်မရှိဘူးလေဖခင်เจ้าဖွင့်တာခရစ်တော်ဖခင်เจ้าပဲဖခင်เจ้าဖွင့်တာလေဖွင့်ဘူးနော်ပေါလုရောမဖွင့်ဘူးအင်ဖခင်เจ้าတွေပဲနော်အင်မှာရှိတဲ့အသင်းတော်လို့ပဲပြောတယ်လေနော်ဖိလိမွန်အိမ်မှာလည်းလုပ်တယ်နောက်တော့မှပရီစီလာအကွေလာတို့အိမ်မှာလုပ်တဲ့အသင်းတော်အဲ့ဒါတွေပဲအင်အသင်းတော်တွေပဲရှိတယ်အဲ့ဒါတွေကိုကျွန်တော်နားလေသွားတဲ့အခါမှာဖယားเจ้าဆိုတာမလို့ဒါပေမဲ့လူတွေကလည်းဖယားเจ้าမရှိရင်မနေနိုင်ဘူးခုနကဆရာအားစာလည်းပြောသွားပြီးပြီလေဖယားเจ้าကိုးကွယ်တဲ့လူလည်းရှိတယ်နော်ဒီဘယ်နေ GBC လည်းဖယားเจ้าမကိုးကွယ်မိဖို့ရနော်ဖယားเจ้าကိုးကွယ်တယ်ဆိုတာဘာလဲဆိုတော့ဖယားเจ้าရောက်ရင်တော့တက်ကြွနေပြီးတော့တခါနဲ့ဖယားလူဒူးတငယ်လေးပေါ့အိမ်ရောက်တဲ့အခါကြားတွေဖြစ်ကုန်အောင်ဟုတ်တော့မလားတကားနဲ့မာယာမှာတွေ့တဲ့ခါကျတော့ကြိုက်တာဝေတော့တာဟုတ်တော့မလားအဲ့ဒါကြောင့်ကျွန်တော်တို့ဖယားเจ้าနဲ့အိမ်နဲ့ဘယ်နေရာပဲဖြစ်ဖြစ်အတူတူဖြစ်ရမယ်အခုကျွန်တော်တို့ဘာကြောင့်တကားမဖွင့်နိုင်တာလဲအပြင်အေးလို့လေအထဲမှာဟစ်လွတ်နေလေလွတ်ထားတယ်လေနော်နောက်နူရသည်ကြတော့ဘာကြောင့်တကားမဖွင့်နိုင်တာလဲအပြင်ကပူနေတယ်အထဲကအေကွန်နော်ဆောင်းရသည်ကြတော့ပြောင်းပြန်နော်အဲ့ဒါကြောင့်အမေရိကန်အင်္ဂလိပ်ကအမေရိကန်တကားပိတ်အဲ့ဒါပဲဟစ်တာကျွန်တော်မြန်မာပြည်မှာဆိုရင်တကားပိတ်မရှိဘူးအကုန်ဖွင့်ထားတယ်ဘာကြောင့်လဲဆိုတော့မတတ်နိုင်လို့ကျွန်တော်ရွာမှာနေတော့ကတကားတစ်ချိန်လုံးဖွင့်နေတာပဲနော်တကားတစ်ချိန်လုံးဖွင့်နေတာချိန်မရွေးချက်တွေငက်ဝက်တွေတောင်ဝင်လို့ရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါဘာကြောင့်လဲဆိုတော့တစ်ခုကယာတိဥရုကောင်းတယ်အပြင်ရာတေးရိုးနဲ့အထမ်းထဲမှာအတူတူဖြစ်တဲ့အခါမှာကျွန်တော်တို့မှာဖွင့်နိုင်တယ်ဒါကြောင့်အဲ့ဒါကျွန်တော်အမြဲတမ်းပြောတာကဘာလဲဆိုတော့ဖယားเจ้าထဲမှာနဲ့အပြင်မှာအသက်တာဘာဖြစ်နေရမှာလဲအတူတူဖြစ်ရမယ်ခုတော့ဖယားเจ้าထဲမှာတော့တူးတငယ်အပြင်ရောက်သွားကြတော့ဘာဖြစ်သွားလဲကြားတွေဖြစ်ကုန်တာတခါနဲ့ဝန်ပလူတွေဖြစ်တယ်နော်အဲ့ဒါကြောင့်အဲ့လိုမဟုတ်ပါဘူးနော်အပြင်းနဲ့အတွင်းအတူတူဖြစ်ရမယ်ဆိုတော့နဗြမဘာကြောင့်ဓမ္မသစ်ကျမ်းမှာဖယားเจ้าမဖွင့်တာလဲသူတို့မဆောက်ဘူးဖယားเจ้าမဆောက်ဘူးသူတို့ကဘာဗိမာန်တော်ပဲဆောက်တာလေလူဗိမာန်တော်ပဲဆောက်တယ်နော်ဒါကြောင့်ကျွန်တော်မန္တလေးမှာကျောင်းတက်တုန်းကကြာလာပြီနော်1990နဲ့စတက်တယ်93ထိကယ်လီချတ်မှာဘုရားတက်တယ်လေကျွန်တော်ဘက်ပတစ်ဆိုတော့တခါနဲ့ဗိမာန်တော်၌တဲ့အိုးပုတ်တော်နိ၌လို့ဆူတောင်းတတ်တယ်လေဆူတောင်းတဲ့လူတွေကနော်ဗိမာန်တော်၌ဆိုတော့လောကမှာဗိမာန်တော်ရှိသေးလားမရှိတော့အိုးပုတ်တော်နိရောရှိသေးလားမရှိတော့အိုးပုတ်တော်နိလည်းမရှိတော့အတိတ်ပဲနားလေသွားတဲ့ခါကျတော့ဒါကြောင့်ကျွန်တော်တို့မှာအခွန်ကြီးပဲတခါရဲနဲ့ကျွန်တော်တို့က
နားလေပြီးတော့တာနေမှာကိုစိုးရတယ်အတွင်းကိုအဓိကကွန်ပျူတာ term နဲ့ပြောမယ်ဆိုရင် software နဲ့ hardware ဆိုတာရှိတယ်ဒီအခွန်တွေကပါတယ်လေ hardware ဖြစ်တဲ့ speaker တွေမှစာရည်ဒီဥစားတွေနော် screen တွေအကုန်လုံးက hardware ဖြစ်တယ်အထက်က brain ဆိုတဲ့ဥနောက်က software ဖြစ်တယ်အဲ့ဒီ software ကအရေးကြီးတယ်နော်ကားဆိုရင်လေ engine နဲ့ gear transmission တွေကအရေးကြီးတယ်နော် body ကအရေးမကြီးဘူးဒါပေမဲ့မရှိလို့လည်းမဖြစ်ဘူးတိုးတော်လည်းအဓိကမဟုတ်ဘူး body ကအဲ့ဒါကြောင့်ခင်ဗျားတို့တွေးလိုက်မယ်ထင်တယ်အိုးတန်ကြီးတက်နေတဲ့ကားbody ပေါက်ပြဲနေတဲ့ဥစ္စာတွေတခါနဲ့အမြင်မောင်းသွားတာတွေတွေ့ဘူးသလားတွေ့ဘူးအဲ့ဒါဘာကြောင့်လဲ engine ကောင်းနေတယ်လေ transmission gear ကောင်းနေတယ်လေခင်ဗျားတို့အဲ့ဒီအထဲကောင်းတာလူချင်းသလားအပြင်လှတာလူချင်းသလားအထင်းကောင်းတယ်ကားမှာတော့အဲ့လိုပြောတယ်နော်ခရိယာနဲ့တက်တာမှာတော့ဘာဖြစ်နေတာလဲအပြင်ကိုတာပြီးတော့အတွင်းမှာတော့ဘာဖြစ်လဲပုတ်နေတာနော်မရှိဘူးအဲ့ဒါမဟုတ်ပါဘူးအဲ့ဒါမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့မှာအပြင်အဲ့ဒါကိုဘယ်လောက်ပဲပြောအခုအဲ့ဒါနဲ့ဥပမာနဲ့ပြောတော့နားလေတယ်ခရိယာနဲ့တက်တာမှာတော့နားကိုမလေတော့ဘူးကျွန်တော်တို့မှာအဲ့ဒါပဲကျွန်တော်အရန်ဝမ်းနေတယ်ဆိုတော့ကကျွန်တော်ခုပြပြီနော်ဟုတ်ပြီဒီကျွန်တော်တို့ဒီဥစ္စာကဒီဥစ္စာမှာကျွန်တော်ဒီမာတဲ့ခန်းကြီး73အငယ်44ကိုကျွန်တော်ပြောချင်တယ်ကြားဘူးတဲ့လူတွေကတော့နားထောင်ပါမကြားဘူးတဲ့လူမကြားဘူးတဲ့လူပဲနားထောင်ပါနော်နောက်တော့မှဒီမှာ44မှာမိသေးလို့နာ44ကဲကျွန်တော်နဲ့အတူဖတ်ချင်ဖတ်လို့ရတယ်နော်တနည်းကကောင်းကင်နိုင်ငံတော်ဒီလေ၌ဝှက်ထားသောဗန္တာနှင့်တူ၏ထိုဗန္တာကိုတွေ့သောသူသည်တဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့်သွားပြီးလေမိမိ၌ရှိသမျှကိုရောင်း၍ထိုလေကိုဝယ်တတ်၏ဒီချမ်းပိုင်က very familiar ပဲနော်အားလုံးသိကြတယ်ဒါပေမဲ့hardware ပဲသိပြီးတော့ software မသိရင်တော့အလကားပဲဆိုလိုတာအပေါ်ယံသိပြီးတော့အတွင်းအနှစ်သာရမသိဘူးဆိုရင်အလကားပဲဒီဥစ္စာတွေနော်ဆိုတော့ကကောင်းကင်နိုင်ငံတော်ဒီဘာနဲ့တူတယ်လဲဆိုတော့ဘန္တာနဲ့တူတယ်တဲ့ရှိတော့ကဆိုရင်ဘန္တာတွေကိုသူတို့မှာဘန်လည်းမရှိဘူးဆိုတော့ကတခါတည်းနဲ့ဘာလို့တယ်လဲဆိုတော့မြေဦးထဲမှာထဲ့ပြီးတော့ဘန္တာဆိုတာရွှေတွေလေအဓိကရွှေပဲဖြစ်လိမ့်မယ်နော်နောက်ပြီးတော့မှပလဲတွေနော်နောက်ပြီးတော့မှငွေလည်းပါနိုင်တယ်ငွေကတော့ဇီးတန်ဖိုးနေတယ်ရွှေကတန်ဖိုးကြီးဆုံးအဲ့ဒါရွှေကိုဘန္တာထဲမှာမြေဦးထဲမှာထဲ့ပြီးတော့လေမှာဝှက်ထားတယ်ဘာကြောင့်လေမှာဝှက်ထားတာလဲလူများအိမ်မှာထားရင်ဓမယတိုက်နိုင်တယ်လေအဲ့တော့ကြောင့်သူတို့ကတောထဲမှာနော်တခါတည်းနဲ့ညဖြစ်လိမ့်မယ်အဲ့ဒီမှာသူတို့ doing to ပြီးတော့အဲ့ဒီထဲမှာပဲထဲ့ပြီးတော့အဲ့ဒါကိုပေါ်ဖုံးလိုက်တယ်လူတွေမသိအောင်လေဆိုတော့သူ့မှာမိပုံထားပြီးတော့မှဆွဲပြီးတော့သူ့ရဲ့သားသမီးတွေကိုအနန္တတ်တယ်လေအဲ့ဒီမှာငါတို့ဘန္တာရှိတယ်နော်မင်းတို့ငါတည်သွားတဲ့ခါဆိုတော့မှအဲ့ဒီဘန္တာဆိုတော့လူတယောက်ကမဆိုင်တဲ့လူကတွေးသွားတယ်လေအဲ့ဒါဒီမှာဘန္တာရှိတယ်ဆိုတာတိသွားတဲ့ခါမှာ तू ကဘာလုပ်လဲမယူလိုက်ဘူးဘာကြောင့်မယူလိုက်တာလဲတခိုးဖြစ်သွားမှာလေအဲ့တော့ကြောင့် तू ကလေသူအဲ့ဒီဘန္တာရှိတဲ့လေကိုဘာလုပ်လိုက်တယ်လဲဝဲလိုက်တယ်အမှန်ကလေဝဲချင်တာကလေလားဟုတ်ဘူးဘာလဲဘန္တာဖြစ်တယ်ဒီဘန္တာဟာဘာလဲတွေးတဲ့ तू ကဘယ်သူလဲအဲ့ဒီဘန္တာဘာလဲအဲ့ဒါအဓိကဖြစ်တော့တာအဲ့ဒီဥပမာတိတာကဥပမာကအဓိကမဟုတ်ဘူး तू ကရှင်းအောင်ပဲပြောတာဒါဆိုရင်ဒီဘန္တာဟာအဲ့ဒီ
ဘန္တာတွေးတဲ့သူကဘယ်သူလဲနော်အဲ့ဒီဘန္တာတွေကဘာလဲဆိုတာကိုသိဖို့စဉ်းစားဖို့လိုလာပြီခရစ်တော်ကလည်းဘယ်သူလဲလို့မပြောဘူးလေအဲ့ဒါမှသူကအဲ့ဒီဘန္တာကဘာလဲဆိုတော့ကရွှေတွေငွေတွေမဟုတ်ဘူးအခုကင်းမှာဆိုဘန္တာဆိုတာအဆိုရှိတယ်မလား proverb ပညာဘာလဲရွှေအိုးလူမခိုးလို့ပဲအဲ့ဒါကြောင့်ပညာကိုဘန္တာလို့လူတွေကတော့တတ်မှတ်တယ်မလားလောကီပညာလားဝိညာဉ်ဖျားပညာလားသူတို့ပြောတာကလောကီပညာအဲ့ဒါကောင်းပါတယ်ဘာကြောင့်လဲဆိုတော့လောကီပညာအဖြစ်များစွာလောကမှာအကျိုးပေးတယ်ပညာရှိတဲ့လူတွေကတော်တော်လေးကိုတက်တောင့်တက်တာနဲ့ဇင်ခံနိုင်တယ်အကောင်းဆုံးလဲဝင်ငွေရနိုင်တယ်ကောင်းပါတယ်ဒါပေမဲ့အဲ့ဒါမဟုတ်အဲ့ဒီလောကီပညာတွေကအကုန်လုံးပျောက်ပြတ်သွားအောင်မဲ့ဥစ္စာဖြစ်တယ်နောက်ရွှေတွေကရောဘာဖြစ်လဲရွှေကလည်းကောင်းပါတယ်ပြင်သစ်ပြင်မှာကျွန်တော်ကြားဘူးတာတော့ဟုတ်သလားမဟုတ်ဘူးလားတော့မသိဘူးကြားဘူးတာတော့နော်တထီးကြီးတယောက်ကရွှေတွေအများရှိတယ်မြေအောက်တိုက်ခန်းမှာတခါနဲ့အဲ့ဒီတိုက်ခန်းကတခါဥစားနေပဲဖွင့်လို့ရတယ်အပေါ်ကနေပဲဖွင့်လို့ရတယ်အပေါ်အောက်ကနေအထဲကနေဖွင့်လို့မရအောင်တနည်းကြတော့သူတခါနဲ့ပိတ်မိလိုက်တယ်သူအထဲမှာနေတော့မှဖွင့်လို့မရတော့ဘယ်သူမှမသိတော့သူကိုလျှို့ဝတ်တာဘူးအဲ့ဒီမှာပဲသူအဲ့ဒီသူ့ဘန္တာရွှေတွေကြားထဲမှာပဲတည်နေတာဝမ်းနေစရာမကောင်းလားနော်ရွှေတွေကိုစုဆောင်းထားတယ်အဲ့ဒါနဲ့ပဲရွှေလည်းစားစရာမကောင်းဘူးဆိုတော့ခြုံစရာလည်းမကောင်းဘူးရွှေကအဲ့ဒါမှရွှေနဲ့ပဲတည်တာဆိုတော့ရွှေဒီဥစ္စာမှာဘန္တာဆိုတာဘာလဲနော်proverb ထဲမှာကောင်းသောမိန်းမတွေ့တဲ့လူတွေကပါတယ်လေဘန္တာနော်အဲ့ဒီမိန်းမလည်းဘန္တာပဲနော်ဆိုတော့အဲ့ဒါတော့လူအမြင်မှာပေါ့နော်ဒါကြောင့်ယောက်ျားတွေလေခရီးသွားရင်သူတို့ဘန္တာကိုသတိရတယ်နော်ကျွန်တော်မိန်းမရှိတဲ့နေရာတိုင်းကကျွန်တော်ရဲ့ဘန္တာပဲတခါတည်းနဲ့အဲ့ဒီနေရာပဲပြန်မယ်လို့ပြောတတ်တယ်ကျွန်တော်တို့ကိုကလေးမျိုးမှာထိုင်ကလေးမျိုးပြန်မယ်လို့ပြောတယ်ရန်ကုန်မှာထိုင်ရန်ကုန်ကိုအိမ်ပြန်မယ်လို့ပြောတာသူရှိတဲ့နေရာတိုင်းကြီးကျွန်တော်ရဲ့ station ဖြစ်တယ်ဆိုတော့မိန်းမများတွေယောက်ျားများရဲ့ပါလေဘန္တာဖြစ်တယ်နော်ဆိုတော့ကနောက်ကလေးလေးတွေလည်းဖယားခင်နဲ့အမွေပေးထားသောဘန္တာတွေဖြစ်တယ်လို့ပြောရမလားစာလာ120ခွန်းမှာနော်အဲ့ဒါကြောင့်အဲ့ဒါလေကလေးတွေလည်းဘာတွေလဲခမရတို့ဘန္တာတွေကိုဒီမှာကြက်ချင်းတောင်ကကြက်ဝက်လွတ်တယ်လို့ပဲလွတ်နေကြတယ်နော်ဘန္တာလေးတွေကိုလေမလွတ်ရဘူးဘန္တာတွေဘာလို့ရမလဲအဲ့ဒါလေဒီသားလိုက်မတူကြအောင်ချင်းတောင်မှာဆိုရင်တချို့ရွာတွေမှာလေကြက်တွေဝက်တွေကိုဒီတိုင်းပဲလွတ်တာလေခြံထဲမှာမထားဘူးတခါနဲ့ကြိုက်တာအကုန်လုံးစားခိုင်းနေလေနော်တော့မကျွေးနိုင်လို့လေဆိုတော့ကအဲ့ဒါကြောင့်တို့ဒီတိုင်းပဲလွတ်ထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒီကြက်ဝက်လွတ်တာနဲ့အကျင့်ပါတယ်ထင်တယ်ကိုယ်ကလေးတွေကိုလည်းဘန္တာလေးတွေကိုလည်းပါလို့တာလေကျွန်တော်မဲ့လွတ်ထားပြီးတော့မှပဲ့ပြင်းချင်းမရှိတော့ပုံမသွင်းတော့ကဲဒါဆိုရင်အဲ့ဒါတော့နည်းနည်းလေးဥစ္စာသဘောပေါက်အောင်ဒီမှာပြောခရစ်တော်ပြောတဲ့ဘန္တာဘာလဲဆိုတော့ကကျွန်တော်တို့ခရစ်တော်မပြောတော့တဲ့အတွက်ကြောင့်ကျွန်တော်တို့စဉ်းစားရတော့မယ်စဉ်းစားတဲ့အခါမှာအဲ့ဒါ theology ဖြစ်လာတယ် theology ဆိုတာကဖယားကမပြောတဲ့ဥစ္စာကိုဘာလို့တာလဲ separate ဘာများလဲဆိုတော့သိချင်တဲ့ဥစ္စာပါလေ theology နော်အဲ့ဒါ theology ပဲနော်ဆိုတော့ကကျွန်တော်တို့ဒီဘန္တာဘာဖြစ်မလဲရှိသမျှရောင်းပြီးတော့ဝယ်ရဆိုတော့တွေးအဲ့ဒီဘန္တာကဘာလဲဆိုတော့ကနှစ်မျိုးပြောလို့ရတယ်အဲ့ဒီဘန္တာကဘာလဲဆိုတော့ကပရမမှာဆိုရင်ခရစ်တော်ပြောတာကကောင်းကင်နိုင်ငံတော်ဒီလို့ပြောတယ်လေနှစ်ခုစလုံးဖြစ်တယ်ခရစ်တော်မောလေဖယားသခင်ကိုတော်တိုင်နေပါလေဘန္တာဖြစ်တယ်အဲ့ဒီဘန္တာကိုတွေးသွားတဲ့လူတွေကရှိသမျှကိုထားခဲ့ပြီးတော့အဲ့ဒီဖယားကိုပဲမလုပ်တော့တာလေနော်ဝေတော့တာဖယားအတွက်ပဲသက်ရှင်တော့တာအဲ့ဒါအတမီနော်ဖယားသခင်နဲ့သူ့ရဲ့ဖယားသခင်တွေးသွားတဲ့လူတွေကကောင်းသောဘန္တာဖြစ်တယ်နော်လူရဲ့ရှုထောင့်ပိုင်းကနေဒါကြောင့်ခမရတို့ဘာလို့ဖယားအတွက်အချိန်မပေးနိုင်တာလဲ
ဘန္တာမတွေ့သေးဘူးနော်အဲ့ဒီဘန္တာကိုမတွေ့ဘဲနဲ့အနီးနားကမှုရီကိုကောက်နေတာဟုတ်တယ်မလားခင်ဗျားတို့ကအဲ့ဒီဘန္တာကိုမတွေ့တဲ့အတွက်ကြောင့်တော်တယ်မှာတော့ခဏခဏတော်တယ်အဲ့ဒီလေမှာတော့ခဏခဏတော်တယ်လေပဲထူနေတာဟုတ်တယ်မလားအေးစပါးရိတ်လို့ခင်ဗျားတို့တာဝမ်းသာတယ်နော်အထေကဘန္တာတော့ဘာဖြစ်လဲဘာလို့မယူတာလဲမတွေ့ဘူးလေအဲ့ဒါကြောင့်တနာပါတယ်အခုချိန်မှာစီးပွားဖြစ်နေတဲ့လူတွေကမှုကောက်နေတဲ့လူတွေမောင်းဝင်လဲထင်းခွေနေတဲ့လူတွေအဲ့ဒီလေနေနာနဲ့အဲ့ဒါရောင်းပြီးတော့မီးသွေးလုံးပြီးတော့မောင်းဝင်လဲထင်းဆိုင်ပြီးတော့အဲ့ဒါနဲ့လောက်တာနဲ့မတူဘူးလားကျွန်တော်တို့ကတော်တော်မြင့်တယ်လို့ထင်ပေမဲ့လို့တကယ့်ဘန္တာကိုတွေးသလားမတွေးဘူးကျွန်တော်တော့လွန်ခဲ့တော့50တနှစ်တုန်းကတွေးတဲ့အတွက်ကြာအကုန်ထားခဲ့တယ်ဒီကျန်းစာပြောတဲ့တိုင်းရှိသမျှကိုဘာလုပ်လိုက်လဲထားခဲ့ဝေရောင်းပြီးတော့အဲ့ဒါကိုဝယ်လိုက်တယ်အခုအကျိုးအများကြီးပေးတယ်နော်အကျိုးအများကြီးပေးတယ်နော်ဒါကြောင့်ခရစ်တော်ကိုဘန္တာလို့ခင်ဗျားတို့မြင်သလားနော်မာသဲခန်းကြီး6ထဲမှာဆိုရင်ဘာပြောတယ်လဲတေးဘယ်မှာဘန္တာစုခိုင်းတယ်လဲကောင်းကင်မှာဘာကြောင့်လဲဘန္တာရှိတဲ့နေရာမှာစိတ်ရှိတယ်တဲ့အခုဘာကြောင့်ကျွန်တော်တို့ခရစ်တော်အကြောင်းပြောလာရင်စိတ်မဝင်စားတာလဲဆိုတော့ခရစ်တော်ကိုဘန္တာအနေနဲ့နားမလဲဘူးခဏကျွန်တော်တို့အဲ့ဒါထက်ဒေါ်လာ company မှာဒေါ်လာပို့ပြီးတော့မမြတ်တယ်ဟုတ်တယ်မလားcompany ရတဲ့ဒေါ်လာကပိုမြတ်တယ်လို့ထင်တာဘန္တာကိုမတွေ့သေးဘူးအဲ့ဒါကြောင့်မတွေ့တဲ့လူကိုအပြစ်တင်လို့လည်းမရဘူးနော်ခင်ဗျားတို့လူမျက်စိကားတဲ့လူကိုတကောဘာလို့မပြေးတာလဲဘာလို့မတော်ရတာလဲလို့အပြစ်တင်လို့ရသလားမရအောင်ဘာလို့ပေးရမှာလဲဖွင့်ပေးရမယ်မျက်စိဖွင့်ပေးနိုင်မှာဒါပေမဲ့လူကလည်းမဖွင့်ပေးနိုင်ဘူးဆိုတော့ဖယားတဲ့ကိနာပဲဖွင့်ပေးနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဘာကြောင့်အချင်းပိုရီလောက်ပြီးတော့ဒေါ်လာများရဖို့ရတွေ့ရင်းနှီးမြှုပ်နှံပြီးတော့လောက်အားစိုက်ပြီးတော့မှကိုခန္ဓာနော်ပျက်စီးတဲ့ထိလောက်နေတာလေဆိုတော့ကအဲ့ဒီဘန္တာမတွေ့လို့ဖြစ်တယ်ဘန္တာတွေ့ရင်တော့ရှိသမျှကိုထားခဲ့ပြီးတော့မှကျွန်တော်တို့ယူမှာဖြစ်တယ်နော်ဝယ်မှာဖြစ်တယ်အဲ့ဒါလူဖက်ကနေဖယားတွေ့တာဘန္တာတွေ့တယ်ဒါကျွန်တော်လည်းမဲရီလန်းမှာအင်ကိုရိုင်းစောက်တယ်နော်ဒါပေမဲ့အဲ့ဒါကိုထားခဲ့ပြီးတော့မှရောင်းလို့လည်းမရဘူးနာတင်းလောက်တန်ခဲ့တယ်အဲ့ဒီတော့အခုဆိုရင်တော့တော်တော်လေး4-5တင်းလောက်တန်မလားမသိဘူးအဲ့ဒါကိုထားခဲ့ပြီးတော့အင်ဒီယာနာပိုလစ်ရောက်လာတယ်ဘုရားသခင်ကအတစ်ပြန်ပေးတယ်နော်ကျွန်တော်ကိုဆိုတော့ကဘာကြောင့်လဲဘန္တာနောက်လိုက်သွားတယ်ကျွန်တော်ကဘန္တာရှိတဲ့နေရာမှာတင်တို့စိတ်နှလုံးရှိတယ်လို့ပြောတယ်မလားအဲ့ဒါကြောင့်ခင်ဗျားတို့အဲ့ဒီဘန္တာကိုတွေးပြီးပြီလားနော်မတွေးသေးဘူးဆိုရင်ဒီနေ့ပဲဘန္တာကိုရှာစီခြင်းတယ်နောက်တော့မှအဲ့ဒါကတော့လူရှုတောင်းကနေဖယားရှုထောင့်ကနေကြည့်တဲ့အခါမှာကောင်းကင်နဲ့ကြည့်တဲ့အခါမှာလောကမှာလက်နဲ့ဘန္တာတွေအများရှိတယ်ဟုတ်တယ်နော်လောကမှာဘန္တာအများရှိလားဖယားမြင်မှာရှိတယ်နော်ဝက်တွေမှာလားခွေးတွေမှာလားမဘယ်မှာလဲလူမှာလူဖယားကမြင်တဲ့အခါမှာလူတွေကိုဘာနဲ့မြင်လဲဘန္တာနဲ့မြင်နေနော်ကျွန်တော်တို့လူမှာရောဘယ်နေလဲအရန်ချိုးတဲ့လူတွေလားမဟုတ်ဘူးကိုယ်ခန္ဓာလားမဟုတ်ဘူးဘာလဲဝိညာဉ်တွေပဲဘန္တာဖြစ်တာလူဝိညာဉ်ကဘယ်လောက်တန်ဖိုးတောင်မှရှိသလဲစัจ java လာလို့နှုတ်ကြိုးနေပြီကျွန်တော်စัจ java လာမကြိုက်တော့ဘာကြောင့်လဲဆိုတော့စัจ java လာဆိုတာနဲ့ခတ်တာရအကုန်ပါတယ်လေနော် original နဲ့ English ဘာသာပြန်တဲ့ဥစ္စာကြည့်တဲ့အခါမှာ this world လို့ပြောတယ်ဒါကြောင့်ဒီလောကလို့ကျွန်တော်ပြင်လိုက်တယ်နော်ဒီဟိုစာမှာကြည့်ရအောင်နော်အဲ့ဒါလည်းနည်းနည်းလေးမာသဲခန်းကြီး26အငယ်26မှာနော်လူဒီဤလောကတစ်ခုလုံးလို့ကျွန်တော်ပြင်လိုက်တယ်စัจ java ဝလာမဟုတ်ဘူးနော်စัจ java မဟုတ် universe မဟုတ်ဘူးအင်္ဂလိပ်လို့ဆိုရင်
universe မဟုတ်ဘူး this world လို့ပြောတယ်အဲ့တော့ကြောင့်လူဝိညာဉ်နာအလလောက်တီလောကတစ်ခုလုံးထက်တန်ဖိုးရှိတာကိုမသိလို့ကျွန်တော်တို့မှာတန်ဖိုးမထားမယုံရင်ယွာကအဖွားရေးကိုကွန်ပျူတာလက်ဆောင်ပေးကရုပ်ကိုမဆိုင်ဘူးသိချလားနော်iPhone ပြီးတော့မှနားမလဲဘူးအဲ့လိုလက်ပဲပြမှာနော်မသုံးတတ်ဘူးအဲ့တော့ကြောင့်ကျွန်တော်တို့မမြင်တဲ့လူတွေကိုအဲ့ဒါကြောင့်ပဲခရစ်တော်ကဘာပြောတယ်လဲဝက်ရှိမှာဘာမထားရလဲပလဲတွေနော်ပရမယာတွေမထားဘူးတဲ့တပိုးဘိုးတာနဲ့ဥစ္စာကြောက်မြတ်ရနာမထားအောင်ဘာကြောင့်လဲဝက်ကအဲ့ဒါတွေနားလေသလားနားမလဲဘူးအဲ့ဒါကြောင့်ပဲကျွန်တော်လဲဝက်ရှိမှာခဏဘန္တာတွေကိုချပြတာကျွန်တော်ကြိုက်ပြီးတော့မကြိုက်တာပဲနော်ကျွန်တော်ကိုကြိုက်လို့တော့မရဘူးကျွန်တော်ကိုဘာလုပ်ကြတာလဲတခါနဲ့ဆရာမောဇက်ဆိုတော့တခါလာလိုက်ဒါပဲအဲ့လိုပဲဖြစ်တာအဲ့ဒါကြောင့်ကျွန်တော်ဝက်ရှိမှာရှေ့မန်းကိုမသိလို့ပါ sorry ကျွန်တော်ပဲမှားပါတယ်နော်ကျွန်တော်ဝက်ရှိမှာဖြစ်နေတာဒါကြောင့်ဒီမှာလဲဝက်ဘယ်နှကောင်ရှိလဲမသိကျွန်တော်ပြောတာမဟုတ်ဘူးနော်ခရစ်တော်ပြောတာခရစ်တော်ပြောတာကိုပြောတာဒါကြောင့်ကျွန်တော်တို့နေမှာနောဘရမအဲ့ဒါကြောင့်ကျွန်တော်တို့ဖယားကဘန္တာအများကြီးတွေ့တယ်နော်အဲ့ဒီဘန္တာတွေကိုကျွန်တော်တို့မမြင်နိုင်ဘူးကျွန်တော်တို့ကအခွန်ပဲမြင်တာလေနော်နောဘရမကိုခန္ဓာနဲ့စိတ်ကတိပဲကျွန်တော်တို့ကတန်ဖိုးထားတတ်တယ်ကိုခန္ဓာပရမဆုံးယောက်ျားတွေကိုမေးမယ်ဆိုရင်နော်အဖြေရတစ်ခုပဲဖြစ်နေတာမိန်းမကိုကြည့်တဲ့အခါအလူပြိုတော့ကဘာကိုပရမဆုံးကြည့်တာလဲအခွန်ကြည့်တာအခုလှလေးလေအခုဖြူဖွေးတာလေးတွေဟုတ်တယ်မလားရုပ်ချောတာလေးတွေကြည့်တယ်လေအဲ့ဒါပရမဆုံးကြည့်တယ်ဒုတိယဘာကြည့်တယ်လဲစိတ်အတွင်းခွန်ကိုကြည့်တယ်နော်အထဲဆုံးကကြည့်သလားမကြည့်တော့ဘူးအဆန်ကြည့်သလားမကြည့်တော့ဘူးကျွန်တော်တို့မိန်းမယူတဲ့အခါအဆန်ကြည့်တယ်နော်အဆန်ကနေစကြည့်တယ်လေဟုတ်တော့မလားအဲ့ဒါကြောင့်ကျွန်တော်မိန်းမယူတော့မယ်ဆိုတဲ့အခါမှာအဆန်ကိုကျွန်တော်နေရာတိုင်းသွားတယ်ဆိုတော့ဘယ်မှာအဆန်ကောင်းတယ်လဲအဲ့ဒါပဲကြည့်တာလေခင်ဗျားတို့ကတော့ဘယ်ကနေစတာလဲအခွန်နဲ့စတာအခုနလှပြီမယ်လို့နောက်ပိုင်းကျတော့နေတိုင်းစကားများလာတဲ့ခါအဲ့ဒီခုနဲ့မကြိုက်တော့ဘူးနော်ဟုတ်တယ်မလားအဲ့ဒါကြောင့်ကျွန်တော်တို့အစနာပါလေလူရဲ့အစနာပါလေဝိညာဉ်ဖြစ်တယ်လူရဲ့ဝိညာဉ်ဖြစ်တယ်ဒါကြောင့်ဒီဝိညာဉ်ကအယံတန်ဖို့ရှိတာဒါကြောင့်ကျွန်တော်တို့တွေကတော့နိတိုင်းအနည်းဆုံးကျွန်တော်ဆိုရင်2ကြိမ်ကနေ3ကြိမ်တခါလေကျ4ကြိမ်5ကြိမ်ထိအဲ့ဒီဝိညာဉ်တွေကိုရှာနေတာတနင်္ဂနွေနေ့မှတပတ်မှတရက်တရားဟောတာမဟုတ်တော့တခါတဲ့နေ့တိုင်းပဲပြောနေရတာအခုအများကြီးတွေ့လာတော့ကအယံဝမ်းသာတယ်အဲ့ဒီဘန္တာလေးတွေနဲ့ဒါကြောင့်အဲ့ဒီဝိညာဉ်တွေစမှာပဲကျွန်တော်စိတ်ကရှိနေတယ်အမျိုးတော်တာကပေါ့တယ်နော်ဝိညာဉ်တော်တာကအယံတကားတဲ့လေးနဲ့တင်နော်ရှိသမျှလဲပေးခြင်းတယ်နောက်ပြီးတော့မှပေါင်းဖော်ရင်လဲမိသားဖွဲ့ရင်လဲဘာဖြစ်လဲအယတာတအားတွေ့တယ်အဲ့တော့ကြောင့်ကျွန်တော်တို့ဝိညာဉ်တွေဟာဘန္တာဖြစ်တယ်ဆိုတော့ဖယားကလူကြည့်တဲ့အခါမှာအခွန်ကြည့်သလားမကြည့်ဘူးအဲ့တော့ကြောင့်ပဲရှမာရိအမျိုးသမီးလေလက်ခံသလားလက်ခံတယ်ဒါကြောင့်ပိဋကစာယာခတ်လေလက်ခံသလားနာမည်တောင်မှ first name ပိဋကစာဆိုတာမလွယ်ဘူးနော်ဟုတ်တော့မလားခမေရိုပိဋကစာလို့ first name ပြင်ကြိုက်မလားအရာစိတ်ဆိုးမှာနော်တသက်လုံးရန်ဖြစ်မှာကျွန်တော်စကားပြောတော့မှာမဟုတ်ဒါပေမဲ့ကျန်စာရေးတဲ့လူကလည်းပိဋကစာယာခတ်တယ်သူအဲ့ဒါမရေးလေရသလားရာခတ်လို့ပဲကြီးပေါ့မဟုတ်ဘူးသူ့ရဲ့ဘွဲကပါလေပြည့်တစားဒါပေမဲ့အဲ့ဒါသူလက်ခံတယ်လားဖခင်ကလက်ခံတယ်ဘာကြောင့်ပြည့်တစားလောက်တာကဘယ်အပိုင်းကနေလဲ
ခန္ဓာပိုင်းစုပ်ပြတ်တတ်နေပါစေအထဲကဝိညာဉ်တော့ဘာဖြစ်နေသလဲလာပါတယ်ကျွန်တော်ခုနကကျွန်တော်တို့စဉ်းစားနေတာဘယ်လိုစဉ်းစားလဲဆိုတယောက်နဲ့တယောက်မခေါ်ချင်းတယ်လို့ရှိမှောင်တို့ဒီထဲမှာသူရှိတော့အဲ့ဒါမတွေ့အောင်ရှောင်တဲ့လူတွေခဏနာရှောင်တဲ့လူရှိကောင်းရှိနိုင်တယ်တင်ပါလေခင်ဗျားတို့ရှိတယ်မလားကိုဒီလူကနော်ဘာလို့တချင်းဆူတော့လူတူတချင်းဆူတော့မဆူချင်တော့အဲ့ဒါမျိုးတွေလေသူဆူတောင်းတော့အာမန်မလုပ်ဘူးအဲ့ဒါမျိုးရှိနိုင်တယ်ဟုတ်တော့မလားကျွန်တော်မတည့်တဲ့လူရှိသလားမျက်စိထဲနဲ့စိတ်မစင်မပြေတဲ့လူရှိတယ်မျက်စိရှင်းတော့မှဘာဖြစ်လဲမဆုံးခြင်းဘူးရှောင်းတယ်နော်မသိတယ်လို့ပဲဒီလိုပဲအဲ့လိုရှိတယ်လို့ရှိမယ်ဒါပေမဲ့ဖယားကတော့အကုန်လုံးကိုချစ်သလားချစ်တယ်အားလုံးရဲ့ဝိညာဉ်တွေတန်ဖိုးရှိသလားရှိတယ်အုံးသီးရရှွတ်ထဲမှာကြနော်အင်တာထဲမှာကြနော်တခါနဲ့အထဲကအစာနာတော့ညစ်ညိုးသလားမညစ်ညိုးဘူးနော်ဘာပဲညစ်ညိုးသွားလဲအခွန်ပဲအဲ့ဒါကိုနှွာလိုက်ရင်ခွဲလိုက်ရင်အထဲကအစာနာတော့တန်သလားဖြိုးသလားဖြိုးစင်းတဲ့ပုတ်မသွားရင်တော့နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ဝိညာဉ်ကအယံတန်ဖိုးရှိနေနော်အဲ့ဒါမမြင်သေးတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာမယူလေဒီဝိညာဉ်ကိုမတန်ဖိုးမထားတာအခုဘာကြောင့်ကျွန်တော်ကမမောနိုင်မပန်းနိုင်အမြဲတမ်းပဲခရီးသွားပြတရားဟောနေရတယ်ဆိုအဲ့ဒီဘာနာကိုတိတယ်လေအဲ့ဒီဘာနာတချို့ဘာနာတွေကဘာဖြစ်လဲစခုနတအားမာတယ်နော်ဟုတ်တော့မလားအုံးသီးမှာလည်းပဲဒီပိုင်းကမာတယ်လေအပြင်ခွန်လားအတွင်းခွန်လားအတွင်းခွန်တအားမာတယ်နော်ဘယ်လောက်ပဲမာအဲ့ဒါကိုတခါနဲ့ဖြည်းဖြည်းလေးပဲဖြည်းခတ်နာပဲထူပြီးတော့နောက်ပိုင်းကျတော့အထဲကအစာနာတော့အတူတူပဲလားတူတူပဲလူတိုင်းရဲ့ဝိညာဉ်နာအဲ့ဒါကြောင့်ဖယားရှုတောင်းကနေဆိုရင်လူတွေဟာသူတို့ရဲ့အင်ပိုင်ဆိုင်မှုနဲ့မဆိုင်ဘူးသူတို့ရဲ့ဘာလေငွေဘန်မှာဘယ်လောက်ငွေရှိသလဲသူတို့ဘယ်လောက်ညံကောင်းတယ်လဲအဲ့ဒါသူတို့ဘယ်လောက်ယာထိုးကြီးတယ်လဲအဲ့ဒီပေါ်မှာမရှိဘူးသူတို့ရဲ့ဝိညာဉ်ကျွန်တော်ဝိညာဉ်အားလုံးဒီတန်ဖိုးအတူတူဖြစ်တယ်ဘုရားသခင်ရှေ့မှာအဲ့ဒါကိုခမည်းမြင်နိုင်ပြီလားအဲ့ဒါမြင်နိုင်ဖို့ရလေဖယားမြင်ခွင့်ပေးမှာပဲနော်အဲ့ဒါမြင်ခွင့်ပေးမှာပဲဒါကြောင့်မမြင်ဘူးဆိုရင်တော့အခုပြောတာတွေကလည်းမြန်ပြီးပါတခါနဲ့ထမင်းစားပြီအဲ့ဒါပဲဟဲ့မှာဟုတ်တော့မလားအဲ့ဒီဘာသာမြင်တဲ့လူတွေကတော့ပြောပါအောင်ကျွန်တော်ပြောနေတာကျွန်တော်ကြားလို့ဆက်ပြောဦးမယ်ပြောစီချင်တဲ့လူတွေကနော်တဝတဟာပဲမပြောစီချင်တဲ့လူတွေကမဲ့နေပြီနော်မြန်လားအဲ့ဒါကြောင့်ဖယားသခင်အမြင်နဲ့ကျွန်တော်တို့မြင်ရမယ်အဲ့ဒါကြောင့်ခရစ်တော်ကသူ့မြင်တဲ့ကဲသူ့မြင်တဲ့လူတွေကိုအယံကြီးစိုးတော်ချီးမွမ်းနေနော်ခရစ်တော်ကမာသဲခန်းကြီး7အငယ်25မှာနော်30လား27လားထိုအခါယေရှုကကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောပါကိုရောဒီပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အားဤအရာကိုထင်ဝက်ကွယ်ထားလျက်တုငယ်တို့အားဖော်ပြတော်မူသည်ဖြစ်၍ကြီးစွာတော်ကျွန်ုပ်ချီးမွမ်းပါ၏ကျွန်ုပ်ချီးမွမ်းတာနဲ့တူသလားကျွန်တော်တို့ကအခမဲ့လေပေးတဲ့အတွက်ကြောင့်ရေပေးတဲ့အတွက်ကြောင့်အသက်ရှူခွင့်ပေးတဲ့အတွက်ကြောင့်ကျန်းမာတဲ့အတွက်ကြောင့်ဘာပိုင်းပဲလဲအခွန်ပိုင်းပဲချီးမွမ်းနေတာခရစ်တော်ကတော့အဲ့ဒီပိုင်းချီးမွမ်းဘူးနော်တော့ဘာချီးမွမ်းတာလဲအဲ့ဒါလဲဝိညာဉ်ကျွန်တော်ဒီနေ့မျက်မှန်ရောင်းတယ်နော်ဒီမှာအခုပဲရောင်းတာဝယ်တဲ့လူတွေကဝယ်တယ်မဝယ်တဲ့လူမဝယ်ဘူးဆိုတော့ပညာအလိမ္မာနဲ့ပြည့်စုံတော်သူဆိုတာကကျမ်းတတ်ပုဂ္ဂိုလ်တွေဖြစ်တယ်နောက်တော့မှဤတုငယ်တို့ဆိုတာကဘယ်သူတွေလဲတမန်တော်တွေဖြစ်တယ်သူတို့ကတငါသည်တွေလေးစာမတတ်ဘူးလေဟုတ်လားမလားလူဒန်းစားမှာအနှိမ့်ဆုံးလို့တွေပဲအဲ့ဒီတငါသည်တွေစင်မှာဒီဥစ္စာကိုသိစေတဲ့ကြောင့်
ကြီးစိုးတော်ချီးမွမ်းတယ်လို့ပြောတယ်ဒါကြောင့်ဒီနေ့လဲလူတွေကြည့်တဲ့အခါမှာဖယားမြင်တယ်လို့ဒီလောကကိုဖယားကြည့်လိုက်တဲ့အခါမှာပြာပုံကြီးနဲ့မြင်တယ်ဘာကြောင့်လဲဆိုတော့ကိုရှုတော့မယ်လေမကြခင်မှာပဲလေနော်ဒါမဲ့ကိုပဲပြာကိုပဲဘာလို့နေကြတာလဲတခါတည်းနဲ့ဆက်8နိုင်နဲ့မကြည်နပ်သေးပဲနဲ့နောက်ထပ်4နိုင်လောက်မလားဆိုရတယ်နော်ဟုတ်တယ်မလားခြေတော့မယောင်းဘူးလားရောင်းပါတယ်ဒါပေမဲ့ခြေတော့ကိုအမိန်ပေးတယ်လေမတ်တရက်ငါနောက်ထပ်လိုသေးတယ်တဲ့အဲ့ဒါနဲ့လေ16နာရီရောရသလားရတယ်မပင်ပါဘူးလားပင်ပါနဲ့အိမ်ပြန်တဲ့အခါကျတော့ရောက်တာနဲ့ထမင်းစားအိတ်ပြလိုက်တာနော်မနေ့ပြန်ကျထားလိုက်ပါရမိုးမလင်းခင်ကွတဲ့အဲ့လိုနဲ့ကိုခန္ဓာကိုဘယ်သူကခိုင်းတာလဲအဲ့ဒါစိတ်ကနေခိုင်းတာဝိညာဉ်ကခိုင်းသလားမခိုင်းဘူးဘယ်သူကခိုင်းတာလဲစိတ်ကနေပြမသူတို့တောင်မှအင်း၄သိန်းတောင်ဝယ်တယ်ဆိုငါတို့က9သိန်းတောင်ဝယ်ဖို့လိုတယ်အဲ့လိုဘယ်သူကခိုင်းတာလဲစိတ်ကနေခိုင်းတယ်လေသူတို့အင်တာကနှလုံးငါတို့ကfull beta လေ3လုံးနော်လားငါတို့က4လုံးသူတို့ကိုပြိုင်မယ်အဲ့ဒါဘယ်သူကပြိုင်တာလဲစိတ်ကနေတကယ်အိတ်တော့လဲကတင်ထဲမှာနော်တခါတည်းနဲ့ကျွန်တော်တို့ဗာလဲခွေ king ben မှာအမြင့်ကြီးတချို့ဆိုရင်ကျွန်တော်ဒီကားထောင်ဖို့လိုတယ်နော်အဲ့လောက်ထိခမရမယုံရင်ဒီနိုင်ငံမှာကတင်ပေါ်နေလိမ့်ချပြီးတော့တည်တယ်လို့ကြားဘူးလားဒီနိုင်ငံမှာ100လောက်အမြဲတမ်းကြားတယ်ဘာကြောင့်လဲဆိုကတင်မြင့်လို့ဖြစ်လိမ့်မယ်ဒါနှစ်တိုင်းလေ100လောက်ကြားတယ်နော်ကတင်ပေါ်နေအဲ့တော့ကျွန်တော်တို့နှိမ့်လေးနဲ့အိတ်တယ်နော်ကတင်ပေါ်နေအိတ်လိမ့်ပြီးတော့မှကြားပြီးတော့မှတည်တာတော့မဖြစ်ချင်ဘူးခမရတို့ဟင်းနေအောင်တခါနဲ့နော်စားလေking ရှင်းနိုင်တော့ king ထက်တော်မှဧကရစ်ဘယင်ဧကရစ်ကတင်ရှိနော်ဝေအောင်မနော်ဒီအဲ့ဒါမှအေးပြတော့လင်မရတခါနဲ့30လေးဆိုရင်အေးဘာရတာရှိလားဟုတ်တယ်မလားအဲ့ဒါထက်တခါနဲ့ချန်ပီယံပေါ်မှာအေးပြတော့မှအေးပြောသွားတယ်နိုးလိုက်တာနဲ့မနေ့ဖြစ်သွားပြီအဲ့ဒါပူမကောင်းဘူးလားကောင်းတယ်အေးပြောတော့ခွင့်ကိုဘယ်တော့ပေးတာလဲဖယားဒါမဲ့ဒါနားမလည်နိုင်ဘူးနော်နားလေတယ်လို့ရှိတယ်နားလေသလားနားလေတယ်ဆိုရင်အခုအသက်တာလို့မနေဘူးတေချာပေါ့အသက်တာကတက်သေးပြတယ်နော်အဲ့တော့ကြောင့်အဲ့တော့နောက်ပြမပလဲရှူရတော့ကျွန်တော်လှုပ်လို့ရသလားမာနာမလှုပ်နိုင်ဘူးဒီမှာ45မှာတနည်းကကောင်းကင်နိုင်ငံတော်ဒီမြတ်သောပလဲတို့ကိုရှာသောကုံတယ်နဲ့တူ၏ထိုကုံတယ်တွေအလွန်ဖိုးထိုက်သောပလဲကိုတွေ့သောအခါတွား၍မိမိ၌ရှိသမျှကိုရောင်းပြီးလင်ထိုပလဲကိုဝေလေ၏ခင်ဗျားတို့ကျမ်းစာမှာတော့ရှိသမျှလို့မပါဘူးဘယ်လိုပါလဲရတတ်သမျှတဲ့ကျွန်တော်အားမရအောင်ရတတ်သမျှwhat he has all what he has လို့ပြောတယ်နော်အကုန်လုံးရှိသမျှကိုဒီပလဲကိုဝယ်လိုက်တယ်နော်ဘာကြောင့်လဲပလဲတန်ဖို့ရှိတယ်လေကျွန်တော်ပလဲဟာဘယ်ကနေဖြစ်တာလဲနော်မို့ကောင်ကနေပါဖြစ်တယ်မို့ကောင်အဲ့ဒါ mother of pearl လို့ခေါ်တယ်အဲ့ဒါကိုမြန်မာလိုကမို့ကောင်လို့နော်နောက်တော့မှအဲ့ဒီဥစ္စာခရုတစ်မျိုးကနေလောက်တာနော်အဲ့ဒီခရုထဲမှာဖယားတကယ်နာလောက်ထားတာကအထဲမှာအဲ့ဒီပလဲရဘယ်လိုစလုံဖက်မှာလေမြန်မာနိုင်ငံမှာလေဘိတ်ဖက်မှာစာလောက်တတ်တယ်ပလဲတွေကိုရေငုတ်သမားတွေကတော့ငုတ်ပြီးတော့အဲ့ဒီခရုတွေကိုကောက်တယ်ကောက်တော့အထဲမှာချိတယ်ဘာမှမရှိဘူးဆိုရင်လွှင့်ပလိုက်တယ်အရင်တော့ကနောက်ပိုင်းကျတော့မလွှင့်ပစ်တော့ပလဲဘယ်ကနေဖြစ်တယ်လဲဆိုတာသူတို့သိသွားတယ်အဲ့ဒီပလဲကဘာလဲဆိုတော့ကအထဲမှာစားလေမာတဲ့အရာလေးဝင်သွားတယ်ဝင်သွားတဲ့ခါမှာယားတာလားနာတာလားမသိဘူးအဲ့ဒါမှသူအည်ထုတ်လာတယ်လေ
ကျွန်တော်တို့လည်းကိုယ်ခန္ဓာထဲမှာစူးဝင်သွားတယ်ဆိုရင်ဘာဖြစ်လာတယ်လဲဟိုပီရီတေလာသလားအဲ့ဒီပီရီရဲ့ဘယ်မှာရှိတာလဲအစတုန်းကကိုယ်ခန္ဓာမှာရှိတာပဲဒါပေမဲ့အဲ့ဒါစူးဝင်တဲ့ခါမှပဲသူကဝိုင်းလာကြတယ်မလားအဲ့ဒါဘာအတွက်လဲဆိုတော့ကျွန်တော်မသိဘူးသိပ္ပံပညာရှင်လည်းမဟုတ်ဆိုဆရာဝန်လည်းမဟုတ်ဆိုကျွန်တော်စိတ်ထင်ပဲပြောမယ်နော်မလည်းမှားမယ်အဲ့ဒါကinfection မဖြစ်အောင်ပဲကာကွယ်တာလားမဟုတ်လေအဲ့ဒါသူကဝိုင်းပြီးတော့တိုက်တာလားမသိဘူးကျွန်တော်တို့ရဲ့ body system ကနေပေဆိုတာကကျွန်တော်တို့အတွက်ကိုတိုက်ပေးတာဖြစ်နိုင်တယ်တခြားဥစ္စာမကူအောင်လားဘာလဲတော့မသိအဲ့ဒါလိုပဲအဲ့ဒါတော့ idea ရအောင်ပြောတာပါဆိုတော့အဲ့ဒီမှုကောင်ထဲမှာခရုထဲမှာလေခရုထဲမှာအမာလေးမာတဲ့အရာလေးကြောက်ခဲဖြစ်မယ်ထင်တယ်အများတော့ပဲအဲ့ဒါဝင်သွားတဲ့ခါမှာသူတို့ပီထွက်လာတယ်ပီထွက်လာတော့တခါနဲ့အဲ့ဒီဥစ္စာကကြာလာတော့မာသွားတယ်မာသွားတဲ့ခါမှာပြန်နာပြန်ရောအဲ့ဒီခါမှာအည်ထုတ်လာပြန်ရောကြာလာတဲ့ခါမှာအမျိုးသမီးတွေရမ်းကြိုက်တဲ့ပလေးလုံးကြီးတွေဖြစ်လာတယ်နော်ပလေးကလည်းအယောင်မျိုးစုံရှိတယ်နော်ကျွန်တော်များသောအားဖြင့်ဘာအယောင်ပဲတွေ့တယ်လဲအဖြူရောင်ပဲတွေ့တယ်အယောင်မျိုးစုံရှိတယ်အဲ့ဒါကြောင့်ပလေးတစ်လုံးတွေဘလောက်တန်ဖို့ရှိလဲသိလားအမေရိကန်ဒေါ်လာနဲ့အနည်းဆုံးက90လောက်ရှိတယ်အဲ့ဒီနဲ့ပရမဒါအခုတော့လူတွေအများကြီးပွားလာနိုင်လို့ဇီးပေါ်လာတာအရှိတုန်းကဆိုရန်ဇီးကြီးတယ်နော်အခုလူကလှုပ်လာတယ်လေဘယ်လိုလှုပ်တာလဲအဲ့ဒါတိသွားလို့ခရုတိုင်းမှာဘာလုပ်တာလဲအဲ့ဒီအမာလေးကိုထည့်လိုက်ကြောက်ခဲလေးထည့်တာအေးဒီနေ့အဲ့လိုတိသွားတယ်လေဘာမဆိုအကုန်လုံးလူကလှုပ်လာတယ်လေတဘာဝဖယားဖန်စင်းတဲ့ဥစ္စာတိလာတဲ့အခါမှာအဲ့ဒီခရုတွေကိုလည်းမွေးလာကြတယ်နော်မြမွေးလာတယ်မြတခါနဲ့ထည့်လိုက်တယ်အဲ့ဒါနဲ့ပလဲရတာဇီးပေါ်လာတာအဲ့ပလဲကအယောင်အလှတယ်နောက်အရန်ရှားပါတယ်ဆိုရင်ဒေါ်လာတစ်လုံးထဲနဲ့3သိန်းလောက်တာနေเนาะကျွန်တော်အင်တာနက်ကနေရှာကြည့်တာအပေါ်ဆုံးတွေက90လောက်ပဲရှိတယ်ဒေါ်လာ90လောက်ပြန်မှချင်းတာ1000 2000လောက်ရှိတယ်เนาะဆိုတော့အဲ့ဒီပလဲတွေဟာအခုအရန်စည်းကြည့်တယ်ရှိတော့ခရစ်တော်လက်ထက်တုန်းကဆိုအဲ့လိုမလုပ်ဘူးလေမလုပ်တတ်သေးဘူးလေရှိတဲ့တဘာဝဥစ္စာပဲအားကိုးတဲ့ခါမှာပလဲတွေ့သွားတဲ့ခါဘာဖြစ်တာလဲရှိသမျှကိုရောင်းပြီးတော့အဲ့ဒီပလဲကိုဘာလုပ်တာလဲဝင်လိုက်တယ်ဘာကြောင့်တန်ဖူးထားတဲ့ကြောင်းဒါဆိုရင်ဒီပလဲဟာဘာလဲဘာဆိုလို့လဲခရစ်တော်ကနော်အဲ့ဒီကုံတွေရောဘယ်သူလဲအဲ့ဒါလဲခုနအတိုင်းပဲခရစ်တော်ကလူတွေကိုဘာလုပ်တာလဲပလဲလို့မြင်တယ်နော်နောက်လူတွေကလည်းခရစ်တော်ကိုဘာကဲ့သို့မြင်တယ်လဲပလဲလို့မြင်တယ်ဆိုရင်အကုန်ရှိသမျှကိုဥစ္စာဖြစ်တယ်ထားခဲ့ပြီးတော့အခုမူတော်ဆောင်တွေလည်းကျွန်တော်မစ်ရှင်မူတော်ဆောင်တွေလည်းသူတို့ပလဲကိုတွေ့သွားတဲ့အတွက်ကြောင့်သူတို့ရဲ့အလုပ်တွေအကုန်လုံးထားခဲ့တယ်တချို့ကြတော့အတော်ပဲအလုံးမလုံးချင်လို့တခါနဲ့အသားလှီးနေရနေပြမတော်မယ်ဆိုတာလည်းရှိမယ်တချို့တွေကတော့တခါနဲ့အလုတ်ကောင်းရှိရတဲ့နဲ့အဲ့ဒါပလဲတွေ့သွားတဲ့အတွက်ကြောင့်ထားခဲ့ပြီးတော့လုပ်တယ်လို့ရှိမယ်ဆိုတော့နှစ်မျိုးစလုံးဖြစ်တယ်နော်လူကနေလဲပလဲကဲ့သို့မြင်ရမယ်လူတွေကဲဒါဆိုရင်အဲ့ဒီပလဲမှာကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားတာကဘန္တာတော့ရွှေတော့လောက်တတ်သလားကျွန်တော်တို့ကမလောက်တတ်ဘူးပလဲတော့လောက်တတ်လာပြီနော်တည်သွားပြီနော်အဲ့ဒါကြောင့်လူတိုင်းဟာခရုတွေပဲလို့မြင်ထားခရုတွေဟာအဲ့ဒီပလဲဖြစ်လာတဲ့ခရုတွေဟာလှသလားအခွန်မလှဘူးဒါပေမဲ့လှမလှသူတို့ကမလှတော့လဲအထေးမှာပလဲရှိရင်တန်ဖိုးရှိသလားရှိတယ်အဲ့ဒါကြောင့်ခုနကပြောပြပြီနော်အခုလူတိုင်းကဘာကောင်းနေလဲဆိုတော့ခရုကမာလို့လည်းပြောတာလားမသိမြန်မာလို့အဲ့ဒီဥစ္စာကဘာဖြစ်လဲဆိုတော့လူတိုင်းမှာမရှိဘူးနော်လူတိုင်းမရှိဘူးအဲ့ဒါကြောင့်အရင်တော့ကဆိုရင်စားဖို့ကလိုရင်အထေးကအတူအသားကိုစားဖို့ကလိုရင်ပလဲရှာတဲ့လူကအဲ့ဒီအသားစားတာလေးများကယူဆိုင်မလားမဆိုင်တော့ဘူးစိတ်ပြက်ပြတော့မှလှုပ်ပလိုက်မယ်ဒါပေမဲ့ခိုးတော့အဲ့လိုစိတ်မပြက်တော့အထဲမှာပါထဲလိုက်တာလေအမာတဲ့အရာလေးကိုကြောက်ခဲလေးကိုထဲလိုက်တဲ့အခါမှာ
တို့နှစ်ပေါင်းဘလောက်မှလဲတော့မသိဘူးပလဲလုံးတွေဖြစ်လာတယ်အခုတော့မလွတ်ပြစ်တော့နော်ဆိုတော့အဲ့ဒါကြောင့်အခုကျွန်တော်တို့တိတော်တဲ့လူတွေကဘာလုပ်လဲအဲ့ဒီလူတိုင်းစီမှာပလဲလုံးဖြစ်လာအောင်ကိုဘာလုပ်တာလဲထဲ့လာတယ်အဲ့ဒီပလဲလုံးကဘာလဲခရစ်တော်လေတန်ရှင်သောဝိညာဉ်တော်လေတခါနဲ့လူတိုင်းစီမှာတန်ရှင်သောဝိညာဉ်တော်မရှိဘူးမွေးကလေးကတန်ရှင်သောဝိညာဉ်တော်မပါဘူးဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်လက်ခံနိုင်တဲ့ဝိညာဉ်တော်ရှိသလားတရိစ္ဆာန်တွေမှာမထဲနဲ့ဘာကြောင့်တရိစ္ဆာန်မှာဖေခရစ်တော်ကိုပေးလို့မရတာလဲဝိညာဉ်မရှိလို့ဟုတ်တယ်မလားဝိညာဉ်မရှိဘူးလူမှာသာလင်ဝိညာဉ်ရှိတယ်အဲ့ဒါကြောင့်တရိစ္ဆာန်ချစ်တဲ့လူတွေကပါတယ်လေတို့ကိုယ်တိုင်လည်းပါလေတရိစ္ဆာန်ပဲအချင်းချင်းချစ်ရတယ်လေဟုတ်တယ်မလားအချင်းချင်းချစ်ရတယ်ခွေးလေခွေးအချင်းချင်းချစ်ပါလို့မိတ်ဆက်ပေးနေကြလို့သလားမလို့ခွေးချင်းပဲနော်နွားချင်းပဲကြက်ချင်းပဲချစ်ကြတာအဲ့ဒါကြောင့်ဒီမှာတိုက်ဆိုင်ရင်တော့ခွင့်မလွတ်နဲ့ခွင့်လွတ်ပါဆိုတာအများကြီးဖြစ်နေပြီစိတ်ဆိုးပါစိတ်ဆိုးပြီးမှပဲအထဲမှာခရစ်တော်လက်ခံပါနော်ဆိုတော့ကျွန်တော်တို့ခွေးတွေတရိစ္ဆာန်တွေကချစ်စရာကောင်းတယ်အသက်ရှင်လို့ဒါပေမဲ့သူတို့မှာဝိညာဉ်မရှိဘူးဒါကြောင့်ခွေးတွေကြောင်တွေကကောင်းရင်တက်မလားမတက်ဘူးခရစ်တော်လည်းဘလောက်ပဲတွင်းလို့ရသလားမရဒါကြောင့်ကျွန်တော်တို့ကတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကတော့ဝိညာဉ်တွေကိုတရှိတဲ့လူတ attva ကိုပဲတန်ဖိုးထားတယ်သူတို့ထဲမှာခရစ်တော်ကိုထဲလိုက်တဲ့အခါကျတော့သူတို့လည်းပလဲလိုပဲတန်ဖိုးကြီးလာသလားကြီးလာတယ်အဲ့ဒါကြောင့်ဒီဥစ္စာအရင်တော့ကလို့မလွတ်ပြစ်တော့အဲ့ဒီအရင်တော့ကဆိုတဘာဝနဲ့မတော်တဆဘာဝင်သွားတာလဲမာတဲ့အရာလေးဝင်သွားတယ်အဲ့ဒီနဲ့ပလဲဖြစ်လာတယ်ပလဲမရှိဘူးဆိုရင်တော့အဲ့ဒီအခွန်ကိုဘာလုပ်လိုက်လဲလွတ်ပလိုက်တယ်အခုတော့အဲ့လိုမဟုတ်တော့တခါတည်းနဲ့ပလဲမရှိတဲ့ဥစ္စာတွေကိုအကုန်လုံးပလဲဖြစ်လာအောင်ကိုမာတဲ့အရာလေးကိုထဲသလိုအခုလဲကျွန်တော်တို့လဲခရစ်တော်ကိုထဲလိုက်တဲ့အခါခမည်းတန်ဖို့အရန်တက်သွားတယ်ဘယ်လောက်တောင်တက်သွားလဲလောကတစ်ခုလုံးထဲဘာဖြစ်တယ်လဲတန်ဖို့ရှိသွားတယ်အဲ့ဒါကြောင့်အဲ့ဒီလုပ်ငန်းမှာကဲပလဲမွေးမြူရေးလုပ်ကြစို့နော်ပလဲတွေဖြစ်အောင်ကိုလုပ်ကြစို့လို့ခမည်းတော်ခေါ်နေတာမဟုတ်ဘူးမမြတ်ဘူးတဲ့ဘေးအဲ့ဒီပလဲတွေကမှပူမြတ်တာနော်ဝိညာဉ်တွေကပူမြတ်တယ်နော်နိုင်လို့တောင်မရအောင်ကိုမြတ်တယ်အမောက်ခိုးကတော့တနိုင်မှာဒေါ်လာ30ရတယ်လေအဲ့ဒါနဲ့ပဲတခါနဲ့ company တွေမှာပဲလုပ်အားကုန်ပေးချင်တယ်အချင်းအကုန်လုပ်ပေးချင်တာနော်အဲ့ဒါကိုဘယ်လိုပြောရမလဲပညာရှိလိုက်တာဟုတ်တယ်မလားတော်လိုက်တာစီးပွားတွက်လိုက်ကောင်းလိုက်တာဟုတ်သလားမဟုတ်ဘူးကျွန်တော်မသိလို့အဲ့ဒါကြောင့်ခိုးပလဲဒီအသင်းတော်လဲဗာလဲပလဲကိုကျွန်တော်တို့ဖြစ်လာအောင်ကိုမွေးမြူရမယ်နော်ပလဲမွေးမြူရေးဆိုတာပဲနော်ကဲအဲ့ဒါလောက်နဲ့ပဲအဆုံးသတ်ခြင်းတယ်ဆိုတော့အရောက်တိုင်းအတွက်ဘုရားသခင်ကမျက်စိဖွင့်ပြီးတော့ကောင်းချီးပေးပါစေ